ဖွေးဦးပြစ်ချလိုက်အဲ့အထုပ်ကို ဦးတော်ကျုပ်ကတကယ်တော့နောက်ကိုခိုးရလိုက်ရတော့မှာလား မိယူမူအနေနဲ့မြင်မြင်လိုက်တော့မိတော့ရင်မလွယ်ဘူးငါလည်းဦးယူရင်းတို့ကြောက် ဟဲ့တက်ဦးနင်ကဘာလိုက်လောက်တာလဲ ဒီတို့ဦးကြီးချင်းနေကြည့်ပြီးလိုက်လာတာဟာ လာဖွေးဦးတွားရအောင်မြန်လို့ ဦးတော်ရလဲကျုပ်ကြောက်တယ် မကြောက်ပါနဲ့ကြောက်ရင်ကိုတောင်းရင်ဝင်နေလားဟဲ့ဟဲ့ လာပြီတော်ရင်ရော့ A few moments later. အပပခြံစည်းရိုးကြော်ရတာနားချက်တော့ ပြီးမှကိုတောင်းပြုစုပေးမယ် တော်နော် မြင်မြင်တော့ကြပါနိုးလိုက်ရင်မလွယ်ဘူး အေးတွားပြီးတက်ဦး မိဖွေး ဟေးဟေးလာပြီဟာပြေးပြေး ဟေးဖွေးဦးမြန်လာပြေးပြေး ဒီကောင်ဆောင်းလေးငေါ့ ပြေးပြီးတက်ဦးရေကိုကြီးပေးလို့ကျေးဇူးပါကွာ တက်ဦးရေနင့်ကျေးဇူးကိုငါတို့တသက်မမေ့ပါဘူး မင်းကဘယ်ကိုပြေးအောင်လို့လဲပြောစမ်းအသက် ဦးကျုပ်ဘဲမှထွက်မပြေပါဘူးဗျာကိုကနေဆွဲထားလှုပ်ပါအောင်နားတယ်ဗျပြီးတော့ကျုပ်ကိုအသက်လို့မခေါ်ပါနဲ့ကျုပ်မကြိုက်ဘူး ငါ့ကိုအားခံနေတာလား စရပါဦးရေဦးခေါ်ခြင်းလို့ခေါ်ပါကျုပ်ကတော့ဝင်းတုတ်ကြီးနဲ့မရိုက်ပါနဲ့နော်နောက်ပြီးသူများချစ်ချင်းကိုခွဲရလဲမကောင်းပါဘူးတနာပါတယ်သူများချစ်ချင်းကိုခွဲရင်ဦးခုလိုလူပြိုကြီးကမကြည့်ဘူးဖြစ်လိမ့်မယ်နော် ဘာကွာ ကျုပ်ကစရာလို့ဦးလိုခံကြောရမိမဆိုရင်ဟောဒီလိုဘယ်တယောက်ညာတယောက်ထိုင်တော့ရတယ်နော်ဗျာဟီဟီ ငါသူတို့ကိုခွဲမပြောလို့လား ဟမ် ခွဲလည်းမခွဲဘူးမိမလည်းမယူ ဒါဆိုဦးရဘောက်ယူပါ မင်းကို ဗျာ အင်း ဟာဦးကျုပ်ကိုအောက်ချပြီအဲ့လိုလုပ်တာတော့မကောင်းထင်တယ်လေဗျာ ကောင်းတယ်ငင်းငင်းနေစမ်းအရိုက်ခံနေရလား ဖွေးရီနေလို့တော့ငါပေါ်ရရှိဆုံးပြောပါပြီ